ကချင်ပြည်နယ်မြောက်ပိုင်းမလီယန်ဒေသကအစိုးရတပ်နဲ့ကချင် KIA တပ်တွေကြားတိုက်ပွဲကြောင့်ကချင်ဒုက္ခသည်1,000 လောက်တောတောင်တွေထဲပိတ်မိနေပြီးကယ်ဆယ်ရေးအဖွဲ့တွေလည်းသွားရောက်ကူညီနိုင်ခြင်းမရှိသေးပဲဖြစ်နေပါတယ်။အခုရက်ပိုင်းအတွင်းဖြစ်ပွားနေတဲ့အစိုးရထိုးစစ်ကြောင့်မလီယန်တဝိုက်ရွာ3ရွာကကချင်ဒုက္ခသည်တွေထွက်ပြေးတိမ်းရှောင်နေရတာဖြစ်ပါတယ်။ဆက်သွယ်စုံစမ်းထားတဲ့ကိုဉာဏ်ဝင်းအောင်ကပြောပြပေးမှာဖြစ်ပါတယ်ဗျာ။ကချင်ပြည်နယ်မြောက်ပိုင်းဆွမ်ပရာဘုံမြို့နားလှုပ်ရှားနေတဲ့ KIA တပ်မဟာ9ကိုမလီယန်အခြေစိုက်မြန်မာအစိုးရတပ်တွေကထိုးစစ်ဆင်လာတာကြောင့်မလီယန်လော့ဒ်မိုင်ယန်အပါအဝင်ရွာ3ရွာကကချင်ဒေသခံ1,000 လောက်ဟာတောတောင်တွေထဲထွက်ပြေးပုန်းအောင်းနေရတယ်လို့ KIO ကချင်လွတ်လပ်ရေးအဖွဲ့ဗဟိုကော်မတီဝင်ဦးဒွဲဘီစာက VOA ကိုပြောပါတယ်။အခုဒီတိုက်ပွဲဖြစ်တဲ့မလီယန်ဆိုတာသူတို့ဗမာတပ်တွေတပ်စခန်းရှိတယ်ပေါ့။အဲဒီကရွာသားတွေကအားလုံးအရှိကံဘက်မှာထွက်ပြေးတယ်လို့ပြောကြတယ်။ဒီကဟိုဘက်5မိုင်လောက်ဝေးတဲ့ဒီရွာရှိတယ်။အဲဒီရွာတွေကလည်းအဲဒီမိအရှိဘက်ကန်ကိုရင်ကိုနိုင်ပါတယ်။မကိုရင်လည်းသူတို့တော့မှပုံနေမလားတော့မသိဘူး။တိုက်ပွဲဖြစ်တဲ့ဒီမလီယန်ရွာရဲ့နောက်လော့မိုင်လာဒီရွာရဲ့အဲဒီမိကန်ပေါ်မှာရှိတဲ့ရွာရဲ့3ရွာတော့သူတို့ထွက်ပြေးရမှာပဲ။ထောင်ပတ်ဝန်းကျင်လို့ရှိနိုင်တယ်အင်းရှင်ကဆက်ပတ်ဝန်းကျင်လို့ရှိနိုင်တယ်ကချင်ဒုက္ခသည်တွေအတွက်စားနပ်ရိက္ခာပို့ပေးနိုင်ရေးလမ်းကြောင်းကိုအစိုးရတပ်တွေကသွားခွင့်ပေးမှာမဟုတ်တဲ့အတွက်ဒုက္ခသည်တွေတောထဲမှာပိတ်မိနေစေဖြစ်တယ်လို့ဦးဒွဲဘီစာကဆိုပါတယ်။ဝေကအကိုညီလာပေးဖို့တော့မလွယ်ပါဘူး။ပိတ်မိနေတဲ့သဘောရှိပါတယ်။အဲဒီမြစ်ကနေဟိုဆက်လည်းနဲ့တွားလို့ရပါတယ်။ဒါပေမဲ့အစိုးရတပ်တော့ဒီလိုခွင့်ပြုမှာမဟုတ်ပါဘူး။အဲဒီမြစ်နဲ့ဆိုတော့မိုးတွင်းဆိုတော့ရေကြီးနေတော့အခက်အခဲတော့ရှိမှချင်းတယ်။ကိုညီဖို့ဆိုတော့စားနပ်ရိက္ခာဒေတာပြင်မှာပဲ။ဒုက္ခတွေရောနေဖို့ဆိုတော့တိုက်ပွဲမဖြစ်ဘူးပဲ။ဇူလိုင်လ15ရက်နေ့ကစခဲ့တဲ့မြန်မာအစိုးရတပ်တွေရဲ့မလီယန်ဒေသထိုးစစ်ဟာမနေ့ကအထိဆက်ဖြစ်နေသေးပဲလို့ KIO ဗဟိုကော်မတီဝင်ဦးတွဲဘီစာကပြောပါတယ်။ဒီအခုကြီးပြန်ဖြစ်တော့15ရက်9နာရီကနေပြန်စတယ်။သူတို့ကပြည်ချောင်းထူလာတော့ဒီလေခုခံစစ်တိုက်ပွဲတစ်ခုဖြစ်တယ်ခင်ဗျ။အဲဒီမှာသူတို့ပြန်ဆုတ်သွားတယ်15ရက်ကနေဖြစ်တယ်။အခုလည်းပဲဒီနေ့လည်းပဲတိုက်ပွဲ3နေရာဖြစ်တယ်လို့သိရပါတယ်။ကချင်ပြည်ပကအဖြေရှာရေးလွတ်လပ်တဲ့စုံစမ်းရေးအဖွဲ့ရဲ့ထုတ်ပြန်ချက်အရကချင်ဒေသကလက်ရှိတိုက်ပွဲတွေကြောင့်မလီယန်လော့ဒ်မိုင်ယန်ဂျာရာယန်အင်ထန်းစွတ်နဲ့ဖုံအိမ်ယန်ကြေးရွာတွေကကျောင်းသူကျောင်းသားတွေဆရာဆရာမတွေအပါအဝင်ရွာသားစုစုပေါင်း1,000 လောက်စစ်ပြေးဒုက္ခသည်ဖြစ်နေရတယ်လို့ဆိုပါတယ်ခင်ဗျာဆွမ်ပရာဘုံမြို့နယ်ဘက်မှာလေတိုက်ပွဲကြောင့်ဒေသခံ1,000 ကျော်လောက်ပိတ်မိနေတာကိုဒီ KBC ကကူညီဆောင်ရွက်ပေးနေတယ်လို့သိရလို့ပါဆရာအဲ့ဒီကိစ္စလေးသိကြလို့ပါရှင်အခုတစ်တိတော့ကူညီဆောင်ရွက်ပေးခြင်းမလုပ်နိုင်သေးဘူးဗျမလုပ်နိုင်သေးဆိုတော့ကျွန်တော်တို့အဲ့ဒီမှာစစ်ပြေးဒုက္ခတွေတိုးထဲမှာအယောက်1,000 ကျော်ရောက်ရှိနေတဲ့စားနပ်ရိက္ခာနဲ့ဆေးဝါးတွေပြတ်လတ်နေတယ်ကျမရေးချွတ်တက်လာတယ်အဲ့ဒါကျွန်တော်တို့တယ်လီဖုန်းအားဖြင့်သတင်းကြားချင်းကျွန်တော်တို့ဒီနေ့ဝန်ကြီးချုပ်ထံမှာကျွန်တော်တို့သွားလာရေးအတွက်စာတင်တယ်အဲ့ဒါစာတင်တဲ့အခါ14ရက်နေ့မှာကျွန်တော်တို့စာတင်တယ်အဲ့စာတင်တဲ့အခါကျတော့16ရက်နေ့ကိုကျွန်တော်တို့ကိုဆင့်ခေါ်တယ်အဲ့ခေါ်ကျွန်တော်တို့ရုံးကဆရာဆရာမအသုံးဦးသွားလိုက်ကြတယ်ဒီမှာဝန်ကြီးချုပ်ရုံးကလည်းပဲသူတို့အနေနဲ့စစ်စင်ရေးနေမလို့ရည်စည်းပြဆုံးဖြတ်ပြမပေးလိုက်လို့လည်းမရဘူးအဲ့ဒါကြောင့်မို့တိုင်းကိုတစ်ဆင့်သူတို့ပြန်လွတ်ပေးလိုက်တယ်တိုင်းကိုစာထုတ်ပေးလိုက်တယ်အမှတိုင်းရုံးမှာပြန်သွားဆွေးနွေးတဲ့ခါကျတော့တိုင်းရုံးကပြောလိုက်တာကုန်းချောင်းခရီးမော်တော်ကားလမ်းအားဖြင့်သွားရင်တော့သွားကြပါဒါပေမဲ့ရေချောင်းလမ်းAODချောင်းလမ်းအဖြစ်သွားမယ်ဆိုရင်တော့သွားလို့မရဘူးလုံခြုံရေးတာဝန်မယူနိုင်ဘူးလို့ပြောပါတယ်အဲ့ဒါကျွန်တော်တို့ပြင်ဆင်ထားတဲ့ရိတ်ခါတွေဆက်လက်တစည်းစာဆိုရင်စံအိတ်ကနေရာပေးအိတ်ကလပေးအိတ်တွေပေါ့အဲ့မှာစံစီစားအဲ့ဒါလုံးစုံပါပဲမိုးကအရေးတကြီးလိုနေတာကမိုးဖို့ရတဲ့အမှမိုးတွေမိုးတအားသေးတယ်ဒီကချင်ပြည်နယ်ကတောင်ဘက်ဆိုပို့ဆိုးပြီးဆွမ်ပရာဘုံဘက်ဆိုအားကြောင့်ကျွန်တော်တို့အဲ့ဒါဒီအကုန်လုံးအတင်တင်ပြင်ဒီမှာအဲ့ဒီခွင့်ပြုစာကိုစောင့်နေတာအဲ့ဒါ16ရက်နေ့သွားပြီးမှဆွေးနွေးတဲ့ခါကျတော့ဘလို့မှလုံခြုံရေးတာဝန်မယူနိုင်ဘူးလို့ပြောလိုက်တယ်အဲ့ဒါကြောင့်မို့အခုကျွန်တော်တို့ရဲ့ခရီးစဉ်ကခဏဆိုင်းငံ့ထားရခြင်းဖြစ်တယ်
ဒေသခံ1000ကျော်ဆိုတာလေကျေးရွာဘယ်နှရွာကဒေသခံတွေပိတ်မိနေလို့ပြောလဲရှင်9ရွာရှာရာယာနဲ့ intensive ဆွတ်မိုင်ယံမိသွားပြီအဲ့9ရွာဟုတ်တယ်သူတို့တွေကဒီ KIA နဲ့အစိုးရစစ်တပ်တို့တိုက်ပွဲဖြစ်နေရလားဆရာဟုတ်ကဲ့ KIA နဲ့အစိုးရတပ်နဲ့တိုက်ပွဲဇွန်လ24ရက်နေ့အနေစတယ်ဖြည်းနဲ့တိုက်ပွဲကပိုမှပြင်းထန်လာတယ်အဲ့ဒီကျေးရွာမှာအဲ့လိုဖြစ်လို့တဲ့ခါကျတော့ရွာသူရွာသားတွေကတိုးထဲမှာဆက်ပြေးပြီးမှတိုးထဲမှာယာယီသူတို့တစ်ဝါးတွေတစ်ခက်တွေနဲ့အမောအသေးလေးတွေလုပ်ပြီးမှသူ့ယုံပြီးမှပိုးချောင်နေကြတယ်တဲ့အစိုးရဘက်ကဒီလိုမျိုးခွင့်ပြုချက်မပေးဘူးဆိုတော့ဆရာတို့ KBC အနေနဲ့ဘယ်လိုဆက်ပြီးတော့ဆောင်ရွက်သွားဖို့ရှိမလဲရှင်ဒီလမ်းကြောကိုတရားဝင်ခွင့်ပြုချက်ပိတ်ပင်ထားတယ်ဆိုတဲ့ခါကျတော့ကျွန်တော်တို့လည်းသူတို့ကဖုန်းဆက်လာမှပဲဖုန်းပြောလို့ရတယ်ကျွန်တော်တို့ဘက်ကနဲ့ဆက်သွယ်လို့မရဘူးသူတို့လည်းဖုန်းပေါက်တဲ့နေရာမှာတကူးတကသွားပြီးမှနေရာရွေးပြီးမှဆက်သွယ်တာရှိတယ်အဲ့ဒီဆက်သွယ်လာတဲ့အခါမှာပြောကြတယ်အခုအဲ့ဒီမှာလောလောဆယ်ဆန်စီစားသုံးကုန်ကဒါအရေးကြီးနေတယ်အဲ့ဒါကိုလည်းကျွန်တော်တို့ကတရားဝင်ပြထွက်ခွာလို့မရဘူးဖြစ်နေတယ်အဲဒါကြောင့်မို့ဟိုဘက်မှာလည်း iPhone အဆက်အသွယ်နဲ့ပဲအဆင်ပြေတယ်လို့ညွှန်ကြားပြီးမှလုပ်နေကြတယ်ဟုတ်ကဲ့ပါရှင်အခုလိုမျိုးဖြစ်ကြပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်ဟုတ်ကဲ့